အခုအချိန်ကလွှတ်တော်နဲ့အစိုးရရန်ဖြစ်လို့မရဘူးဆိုပြီးပါတီဥက္ကဋ္ဌကိုယ်တိုင်ကိုလွှတ်တော်ကိုယ်စားလှယ်တွေကိုအစိုးရကိုမေးခွန်းထုတ်တာမျိုးလုံးဝမလုပ်ကြရန်ညွှန်ကြားထားပါတယ်။ဒီနေ့ဒီဇလန်အပြင်အလုံးလုံးဖို့ယထာစီးသွားရင်ပူတာကြီးမှာပဲဖမ်းဆီးခံရပြီးတန်ချီချင်းခတ်ခံခဲ့ရတဲ့အိမ်အောင်ရှင်တအုပ်ရဲ့ဇလန်လဲပါဝင်ပါတယ်။မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဇူလိုင်လ23ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်းဒီပါသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးလွှတ်တော်ကိုယ်စားလှယ်တွေကိုပါဇက်ပိတ်ထားပါဆိုတဲ့ညွှန်ကြားချက်ကိုကြည့်ကြပါစို့ခင်ဗျာအကြမ်းဖက်မင်းအောင်လှိုင်နဲ့စစ်တပ်၏အသွင်ပြောင်းအုပ်ချုပ်ရေးမန်တိုင်ကိုအခက်အခဲဖြစ်စေပြီးပုတ်တိုက်မှုဖြစ်စေမဲ့မေကွန်းနှင့်အဆိုများလွှတ်တော်အတွင်းမီးမြန်းတင်သွင်းခြင်းများရှောင်ကျဉ်ကြရန်ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကကိုပါတီလွှတ်တော်ကိုယ်စားလှယ်များကိုညွှန်ကြားလိုက်ကြောင်းသိရပါတယ်အခုအချိန်ကလွှတ်တော်နဲ့အစိုးရရန်ဖြစ်လို့မရဘူးအဲဒါကြောင့်အစိုးရကိုအခက်ခဲဖြစ်စေမဲ့မီးခွန်းတွေအစိုးတွေမတင်ကြဘူးအပုတ်ချတာဂုံတိတ်ခါကြဆင်းအောင်လုပ်တာမျိုးမလုပ်ဖို့ပြောတယ်လို့ကြန့်ခိုင်ရေးတည်င်းရေးမြစ်ကဆိုပါတယ်တက်မတော်နဲ့ပြည်ခိုင်ဖြိုးဆိုတာခေါင်းနဲ့ပန်းခွဲခြားမရဘူးလို့ပါတီဥက္ကဋ္ဌကဆက်ပြောခဲ့ပါတယ်ခင်ဗျားတို့ကြီးဒါဟာလွတ်တော်ဆိုတဲ့အတုံးနှုံးကိုကျွန်တော်တို့ဘလို့နားလည်ကြရမလဲဆိုတဲ့မီးခွန်းကိုထုတ်ဖော်ပြတာနေပါတယ်လွတ်တော်339နေရာရရှိခဲ့တဲ့ကျန်းဖို့ပါတီရဲ့ဥက္ကဋ္ဌကိုယ်တိုင်အစိုးရကိုဝေဖန်တာမျိုးလုပ်လို့မရဘူးလို့ဓာတ်ရိုက်အမိတ်ပေးနေတာဟာဒီလွတ်တော်ဟာပြည်သူကိုစားပြုတဲ့အဖွဲ့အစည်းမဟုတ်ပဲစစ်တပ်ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံပြီးဖို့ဖန်တီးထားတဲ့ရုပ်ပုံလွှာတာဖြစ်ပေဆိုတာကိုယ်တိုင်ဝန်ခံလိုက်တာနဲ့အတူတူပါပဲယခုယထာဘူတာကြီးမှာဖမ်းဆီးခံရတဲ့ဇက်လန်းကိုကြည့်ကြပါစို့ခင်ဗျရန်ကုန်မှမန္တလေးသို့စောက်လုပ်ရေးပယံအလုပ်လုပ်ရန်ယထာဖြင့်သွားရောက်ခဲ့သည့်အသက်32နှစ်အရွယ်ကိုအောင်ကျော်တက်ကိုမန္တလေးပူတာကြီးသို့ရောက်ရှိချိန်တွင်စစ်တပ်ကပေါ်တာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်လက်ရှိတွင်မန္တလေးနန်းတွင်ရှိစစ်သားစုဆောင်ရေးတပ်၌တန်ချီချင်းခတ်ကထိန်သိမ်းထားပြီးမကြာမီစစ်မှုထမ်းတင်တန်းကြောင်းတို့ပို့ဆောင်မိဖြစ်ကြောင်းမိသားစုနှင့်နှီးစပ်သူများကပြောကြားခဲ့ပါတယ်။ရန်ကုန်ကနေအလုပ်လုပ်ဖို့မန္တလေးသွားတာပါ။ရထားနဲ့မန္တလေးပူတာချီရောက်တော့ဖမ်းခံလိုက်ရတာပါလို့မိသားစုနှင့်နှီးစပ်သူကပြောကြားခဲ့ပါတယ်။မန္တလေးနန်းတွင်ထဲမှာစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းထားတဲ့သူတွေအများကြီးပဲ။အကုန်လုံးကိုထောင်သားတွေတို့တန်ချီချင်းတွေခတ်ပြီးဖမ်းဆီးထားတာလို့လည်းဆက်ပြောခဲ့ပါတယ်။ခင်ဗျားတို့ရေကိုအောင်ကျော်တက်ဟာအိမ်တောင်ရှင်ဖြစ်ပြီးသားတူသမီးတူရှိတဲ့ဖခင်တူပါရိုးရိုးရှင်းရှင်းကိုမိသားစုကျွေးမွေးဖို့အလှုပ်ရှားသွားတဲ့လူတူကိုထောင်သားတူလို့တန်ချေချင်းခတ်ပြီးချုံနှောင်ထားတာဟာဒီစစ်မှုထမ်းစနစ်ရဲ့ရက်စက်မှုဘလောက်ရှိသလဲဆိုတာခမည်းတော်ကိုယ်တိုင်ခန်းစားကြည့်ပါယခုရခိုင်ပြည်နယ်ခရီးသွားစခန်းကိုဘုံကျဲတိုက်ခိုက်မှုကိုကြည့်ကြပါစို့ခမည်းရခိုင်ပြည်နယ်တန်တွဲမြို့နယ်အတွင်းရှိငပလီမြို့လင်းသာရက်ကွက်မောင်ရွှေလေးကြီးရွာနဲ့အခြားနေရာများကိုစစ်တပ်ကဇူလိုင်လ23ရက်မွန်းလွဲပိုင်းမှာတိုက်လီရင်များနဲ့ဝိုင်းအနှုတ်ဆက်နှစ်လီရင်များဖြင့်ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။လီကြောင်းတိုက်ခိုက်မှုမှာတနာရီခန့်ကြာမြင့်ခဲ့ပြီးနပလီကမ်းခြေတစ်လျှောက်နှင့်ဇီးဖြူကုန်းတောင်တန်းဘက်သို့လည်းဘုံများကျရောက်ခဲ့ပါတယ်။ခမည်းတော်ကြီးငပလီဆိုတာမြန်မာနိုင်ငံရဲ့လှပတဲ့ကမ်းခြေခရီးသွားစခန်းတစ်ခုပါ။ငင်းချမ်းချိန်မှာခရီးသွားတွေခရီးထွက်ကြရမယ့်ဒီနေရာမျိုးကိုကလေးတွေနေထိုင်တဲ့ရွာအထိကြက်တိုက်လီရင်နဲ့ဘုံကျဲနေတာဟာငင်းချမ်းရေးဖြစ်နေပြီဆိုတဲ့ဝါဒဖြန့်ချက်ရဲ့ကတ်တားချက်ချင်းလိန်ညာမှုကိုထင်ဟပ်ပြနေပါတယ်။ယခုအင်းတော်မှာထွက်ပြေးလွတ်မြောက်လာတဲ့စစ်သား2ဦးရဲ့ထွက်ဆိုချက်ကိုကြည့်ကြပါစို့ခင်ဗျာ။ဒါဟာကျွန်တော်တို့ကိုယ်တိုင်ရဲ့တပ်ဖွဲ့တွေအကြောင်းဇလန်းပါ။စကိုင်းတိုင်းအင်းတော်မြို့မှာစုတ်ခွာလာသည့်တပ်မ33လက်အောက်ခံခလာရအနုတ်86မှာအတင်းအကျပ်ခေါ်ယူခံထားရသည့်စစ်မှုထမ်း2ဦးမှာစစ်ကြောင်းအတွင်းမှာထွက်ပြေးလွတ်မြောက်လာပြီးရွှေဘိုခရိုင်အတွင်းရှိတော်လန်ရေးတပ်ဖွဲ့များထံခိုလုံရောက်ရှိလာကြောင်းသိရပါတယ်။ထွက်ပြေးလာသူတွေကရှင်းပြသွားတာကခလာရအနုတ်86ကနေဒုတက်ရင်မှုကစစ်သားများကိုဒေသခံပြည်သူများ၏နေအိမ်များဖောက်ထွင်းဝင်ရောက်ပြီးပစ္စည်းများယူဆောင်ခိုင်းတယ်လို့ဗိုလ်ကြီးကျော်စွာနဲ့ဗိုလ်ကြီးအုံချောတို့ဟာမူရစ်စေဝါများတုံးဆွေးလိရှိကြောင်းထွက်ဆိုခဲ့ပါတယ်။ခင်ဗျားတို့ကြီးစုတ်ခွာရင်ရေတွင်းတွေအထက်အစိတ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ဒီရက်ပိုင်းမှာတင်ပြခဲ့ဘူးပါအခုတော့ဒီအလားတူတပ်မ33အလက်အောက်ခံတပ်တွေတဲကစစ်သားတွေကိုယ်တိုင်ကအရာရှိတွေမူရစ်စီသုံးတယ်ပြည်သူပစ္စည်းလူရက်တယ်ဆိုတာကိုဝန်ခံနေတာကိုကြားရပါတယ်ဒါဟာရုပ်တော်ရဲ့အတွင်းစိတ်ဓာတ်ဘလောက်ပျော်ကွဲနေပြီလဲဆိုတာကိုထက်ခါသက်တည်ပြနေပါတယ်ယခုတနင်္လာရီတိုင်းကရေးနာစရာဆက်ဇလန်းကိုကြည့်ကြပါစို့ခင်ဗျာ The Ants လူသက်သမားတွေရဲ့ဆက်လက်ရက်ဆက်မှုရေဖြူမြို့နယ်မှာစစ်ဘေးရှောင်ရီကူညီနေတဲ့လူငယ်3ဦးနှင့်ပြည်သူ2ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့စစ်တပ်စစ်ကြောင်းအတိအကျဒီစစ်ကြောင်းကိုယ်တိုင်မှာအခုအခါလောင်းလုံးမြို့နယ်အထိရောက်ရှိလာပြီး
ရွာသား10ဦးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးထားကြောင်းသိရပါတယ်။ထွက်ပြေးတင်းရှောင်တဲ့ပြည်သူများကိုလည်းတနက်ဖြန်လိုက်လံပစ်ခတ်ဖမ်းဆီးနေတယ်လို့ဆိုပါတယ်။ဒေသသတင်းရင်းမြစ်ကရင်နာစောရှင်းပြပါပါတယ်။ထာဝဲထူးစီးပွားရေးဆောင်စီမံကိန်းပြန်စခြင်းနေတာ PDF တွေလာပြီးတိုက်ခိုက်မှာကိုကြောက်လို့ပတ်လေစစ်ကြောင်းတွေခွဲပြီးတော့တောက်လျှောက်ပတ်နေတာပေါ့။ကြီးရွာနေပြည်သူတွေအကုန်လုံးနှီးပါလဲတင်းရှောင်နေရတယ်။ခမရတို့ကြီးလက်နက်တောင်မကင်ခဲ့ဘူးတဲ့ကူညီရေးလူငယ်တွေကိုတပ်ဖြတ်ခဲ့တဲ့ဒီစစ်ကြောင်းဟာအခုတော့ရွာသားတွေကိုလူသားတိုင်းအဖြစ်အသုံးချနေတာဟာစီးပွားရေးဆောင်ဖွံ့ဖြိုးရေးဆိုတဲ့စကားလုံးရဲ့နောက်ွယ်မှာဘလောက်ရက်ဆက်တဲ့လူသက်ဆက်ကြီးရှိနေတယ်လဲဆိုတာပြသနေပါတယ်။ယခုကချင်ပြည်နယ်ဖားကတ်နဲ့မကွေးတိုင်းစလင်းမြို့နယ်တို့ကဘုံကျင်းမှုများကိုကြည့်ကြပါစို့ခင်ဗျာ။ဖားကတ်မြို့နယ်မှာ KIA တပ်ရင်း6အခြေစိုက်ရာတောမော်နဲ့စန့်ခါမော်ဒေတာများကိုစစ်ကောင်စီကကြက်တိုက်လီရင်ဖြင့်နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးစက်တနက်များဖြင့်လည်းပစ်ခတ်ခဲ့ပါတယ်။ဇူလိုင်လအတွင်းပဲဖားကတ်မှာတိုက်ပွဲမဖြစ်ပွားပဲလီချောင်းတိုက်ခိုက်မှု10ကြိမ်ထပ်မံပြုလုပ်ခဲ့ကြောင်းသိရပါတယ်။စလင်းမြို့နယ်မှာလည်းတိုက်ပွဲမရှိပဲဒရုန်းများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပေမဲ့ဒီတစ်ကြိမ်တော့ပြည်သူထိခိုက်ဒဏ်ရာရမှုနေအိမ်ပျက်စီးမှုမရှိခဲ့ပါဘူး။ဒါပေမဲ့တိုက်ပွဲမရှိတဲ့ဒေသတွေကိုပါမကြခဏတိုက်ခိုက်နေတာကြောင့်ပြည်သူတွေအထူးသတိထားနေရတယ်လို့ဒေသခံများကဆိုပါတယ်။ယခုကိုကန့်နဲ့ဝါတက်တို့ရဲ့ငင်းချမ်းရေးဆွေးနွေးပွဲနဲ့ TNLE ရဲ့တောင်းဆိုချက်ကိုကြည့်ကြပါစို့ခင်ဗျာ။ကိုကန့်တက် MNDNA နဲ့ဝါတက် UWSA တို့ဟာလာမည့်ဩဂုတ်လမှာနေပြည်တော်ရဲ့ငင်းချမ်းရေးအဖွဲ့ NSPNC နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်။ဩဂုတ်လ15ရက်နောက်ဆုံးထားပြီးတွားတက်ကြဖို့ကိုကန့်နဲ့ဝါတက်တို့ကိုတရုတ်ဘက်ကသတင်းစကားပါထားတယ်လို့ဆိုပါတယ်။တရုတ်ကကိုကန့်ထိပ်ပိုင်းခေါင်းဆောင်များကိုယူနန်ပြည်နယ်ကူမင်းမြို့ကိုခေါ်ယူတွေ့ဆုံပြီးတွန်းတိုက်ပြောခဲ့တယ်လို့ဆိုပါတယ်။ TNLA ကိုယ်စားလှယ်အဖွဲ့ကလည်းဇူလိုင်တတိယသတင်းပတ်ထဲမှာနေပြည်တော်ကိုတွားရောက်ခဲ့ပြီး NPNC နဲ့တွေ့ဆုံဆွေးနွေးရမှာတအားပြည်နဲ့တတ်မှတ်ပေးဖို့ထပ်မံတောင်းဆိုခဲ့တယ်လို့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့နှီးစပ်တဲ့သတင်းရင်းမြစ်ကဆိုပါတယ်။နေပြည်တော်ကတော့ရက်တရာငိမ့်ချမ်းရေးအစီအစဉ်မှာပူးပေါင်းရေးအပါအဝင်အချက်6ချက်ကို TNLA နဲ့လက်မှတ်ရေးထိုးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ခင်ဗျားတို့ကြီးတရုတ်ရဲ့ဖိအားပေးမှုနဲ့ရရှိလာတဲ့ဒီအပြစ်အခတ်ရက်စဲမှုတွေဟာ TNLA ရဲ့တကယ့်တောင်းဆိုချက်ပြည်내ပေါ်ပေါက်ရေးကိုဖြည့်ရှင်းပေးတာမဟုတ်ပဲရုတ်တရက်အချိန်ဆွဲထားတာဖြစ်နိုင်တယ်ဆိုတာကျွန်တော်တို့စဉ်းကျင်သိပါတယ်။ယခုရုရှားမြန်မာပူးတွဲစစ်ရေးလေ့ကျင့်မှု TIGER 2326ရဲ့တကယ့်ရည်ရွယ်ချက်ကိုကြည့်ကြပါစို့ခင်ဗျာ။ရုရှားနဲ့မြန်မာစစ်တပ်ကြားမှာစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ဖို့ပေမဲ့ TIGER 2326လောက်ကြီးတဲ့လေ့ကျင့်ခန်းမျိုးတော့ပြည်တွင်းမှာမလုပ်ဘူးသေးပါဘူး။နှစ်ပတ်ကြာလှုပ်သွားတဲ့ဒီစစ်ရေးလေ့ကျင့်မှုမှာဒရုန်းများနဲ့ရုရှားနိုင်ငံထုတ်လက်နက်များပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်။အကဲခတ်များကတော့ TIGER 2326ဟာစခန်းသိမ်းလေ့ကျင့်မှုတစ်ခုထက်လက်နက်အယောင်မြင့်တင်ရေးပို့ဆန်းတယ်လို့ရှုမြင်ကြပါတယ်။ခင်ဗျားတို့ကြီးဥရောပမှာကိုယ်တိုင်စစ်ဖြစ်နေတဲ့ယူရှားကပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာမှာလာလို့တဲ့ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာဘာအတွက်လဲ။ဘယ်နိုင်ငံကပို့ပြီးအမျက်ထွက်ခဲ့ပါသလဲ။ယူရှားကလက်နက်ရောင်းစားရင်စစ်ကောင်စီကိုကျွန်တော်တို့ပြည်သူများဆန့်ကျင်နေတဲ့လက်နက်တွေကိုစစ်ထောက်ပံ့ပေးနေတာဟာကျွန်တော်တို့ဒုက္ခတွေကိုကမ္ဘာအင်အားကြီးနိုင်ငံတွေကဘလို့အမျက်ထုတ်နေတယ်လဲဆိုတာထက်ခါတက်တည်ပြနေပါယခုထိုင်းအစိုးရရဲ့မင်းအောင်လှိုင်ဖိတ်ကြားမှုကာကွယ်ချက်ကိုကြည့်ကြပါစို့ခင်ဗျာနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ပြဿနာတွေနဲ့ငြိမ်းချမ်းရေးအတွက်မြေပြည်တော်နဲ့ထိတွေ့ဆက်ဆံဖို့လိုတယ်လို့ထိုင်းအစိုးရရုံးပြောရေးဆိုခွင့်ရှိသူ Mrs. Rachada Tanadiyat ကပြောကြားခဲ့ပါတယ်မြန်မာငြိမ်းချမ်းမယ်ဆိုရင်ထိုင်းနယ်စပ်တစ်လျှောက်နေထိုင်သူတွေလည်းအကျိုးရှိမှာပါလို့ဆိုပါတယ်ခင်ဗျားတို့ရေဒီစကားကိုကျွန်တော်တို့ဒီနေ့တင်ပြခဲ့တဲ့ငပလီကမ်းခြေပုံကျဲမှုယထာဘူတာကဖမ်းဆီးမှုတွေနဲ့ရှင်ကြည့်ရင်ထိတွေ့ဆက်ဆံရေးကအကျိုးရှိမယ်ဆိုတဲ့ဒီယုံကြည်ချက်ဟာအာဏာရှင်တဦးအတွက်တရားဝင်ဖြစ်မှုကိုကူညီပေးနေတာသာဖြစ်နိုင်တယ်ဆိုတာခမရတို့ကိုယ်တိုင်စဉ်းကျင်ကြည့်ပါထိုင်းအစိုးရကဇူလိုင်လ22ရက်အထိခရီးစဉ်ကိုတရားဝင်အတည်ပြုမပေးသေးဘူးဆိုတာလဲသတိပြုပါဒီကနေ့တင်ဆက်ခဲ့တာတွေကိုချုပ်ပြောကြရအောင်ခင်ဗျာလွတ်တော်ကိုယ်စားလှယ်တွေကိုဗဇက်ပိတ်ထားပါဆိုတဲ့ညွှန်ကြားချက်ယထာဘူတာမှာဖမ်းဆီးတန့်ချီခြင်းခက်ခံရမှုငပလီကမ်းခြေဘုံကျဲခံရမှုကိုစစ်သားများကိုယ်တိုင်မူရစ်စည်းဝါပစ္စည်းလူရက်မှုတွေဝန်ခံနေမှု The Ants လူတသမားစစ်ကြောင်းရွာသားများကိုလူသားတိုင်းအဖြစ်ဆက်လက်အသုံးချမှုရရှားမြန်မာလက်နက်ရောင်းစားစီရေးလိကျင့်မှုဒါရီအားလုံးကပြောနေတာကတခုတည်းပါပဲအကြမ်းဖက်စစ်ကောင်စီရဲ့ရက်စက်မှုနဲ့ကိုကြိုးချမှုကြပြည်သူဘဝတွေကဆက်လက်ပြိုကွဲနေရဆဲဖြစ်ပါတယ်ခမရတို့ရေတစ်လို့ကုန်းမှန်ရေးရင်အလုတ်လုတ်ဖို့သွားရင်တန်ချီချင်းခက်ခံရတဲ့ကိုအောင်ကျော်တက်ရဲ့ဇက်လန်းကခမ ्या ကိုပို့ထိမိတယ်ဆိုလိုတာပါ
နှစ်လို့ရေးရင်တော့ကိုစစ်သားများကိုယ်တိုင်မူရစ်စေးနဲ့လူရက်မှုဝန်ခံနေတဲ့ဇလန်ကပိုထိမိတယ်လို့ဆိုလိုတာပါကွန်မန့်မှာဝင်ရောက်ရေးပါအောင်တော့ခင်ဗျာကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကြိုက်နှစ်သက်တယ်ဆိုရင်ဗီဒီယိုကို like လုပ်ပေးပြီး channel လေးကို subscribe လုပ်ထားပေးပါအမေစုဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးလွတ်မြောက်ကြပါစေအားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေခင်ဗျာဒီနေ့ဟာမြန်မာပြည်သူတွေအတွက်တော့အင်မတန်မှဝမ်းနဲ့ကြေကွဲစရာကောင်းတယ်လို့အကြမ်းဖက်စစ်အာဏာရှင်ကိုမုန်းတီးတဲ့စိတ်တွေပို့ပြီးပြင်းထန်လာရတဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်လွန်ခဲ့တဲ့၄နှစ်2022ခုနှစ်ဇူလိုင်လ23ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီဟာ88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုကြီးမိလွှတ်တော်အမတ်ကိုဖြိုးစီရတော့ကိုလှမျိုးအောင်နဲ့ကိုအောင်သူရစော်တို့ကိုမတရားကြိုးပေးကွပ်မျက်ခဲ့ပါတယ်ဒီကနေ့မှာအဲ့ဒီပြည်သူသူရဲကောင်းလီဦးကြဆုံးခဲ့ရတာ၄နှစ်ပြည့်ပြီဖြစ်ပါတယ်သူတို့ခန္ဓာကိုယ်ကြီးမရှိတော့ပြီမဲ့သူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်တွေကတော့ပြည်သူတွေရဲ့ရင်ထဲမှာအခုထိရှင်သန်နေစေဖြစ်ပါတယ်ယခုပထမဆုံးပြည်တွင်းသတင်းများစီတွားကြပါစို့ခင်ဗျာအကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့ရုံမာရက်စက်မှုတွေကိုဒီကနေ့အထိရပ်တန့်ခြင်းမရှိသေးပါဘူးမကွေးတိုင်းမြိုင်မြို့နယ်အနောက်ချမ်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာဇူလိုင်လ22ရက်နေ့ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့လို့ဝက်ဖိုးရွာကအသက်50ဝန်းကျင်ဇနီးမောင်နှံ2ဦးဟာနေရာမှာတင်ရုပ်ပြက်ဆင်းပြက်တည်ဆုံးခဲ့ရပါတယ်ဒါအပြင်တင်းမရွာကအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီးကြီးစနစ်လီရင်နဲ့8ကြိမ်ထဲမနေပုံကျခဲ့ပါတယ်မြေပြင်သတင်းတွေအရညိုင်မြို့နယ်အတွင်းမှာတင်တလအတွင်းအပြစ်မဲ့ပြည်သူ20ကျော်ကိုစစ်တပ်ကတပ်ဖြတ်ခဲ့ပြီးအင်ဂျီ200နီးပါးကိုမီးရှို့ခဲ့တယ်လို့သိရပါတယ်ဒါဟာ800ကို800မှန်းမသိတော့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လောက်ရပါပဲတမိုင်းကိုပြန်ကြည့်ရင်လေနေဝင်းတိုင်းရွှေခေတ်ကလေးကစစ်တပ်ဟာပြည်သူကိုရန်သူလိုသဘောထားပြီးတပ်ဖြတ်ခဲ့တာပါအခုအတူရောင်တမဒမင်းအောင်လှိုင်လက်ထက်မှာတော့ဒီထက်ပိုပြီးရုပ်မာလာတာကိုတွေ့ရပါတယ်ပြည်သူတွေအိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ချိန်မှာသူတို့ကတော့ရွာတွေကိုမီးရှို့ပြီးပျော်နေကြတာပါမိဘပြည်သူများခင်ဗျာကိုပြည်သူကိုပြန်တက်နေတဲ့ဒီအကြမ်းဖက်စစ်တပ်ရဲ့အဆုံးသတ်ဟာဘလောက်တောင်နီးနေပြီလို့ထင်ပါတယ်လေကိုမန့်မှာရေးသားပေးကြပါအောင်ခင်ဗျာဆက်လက်ပြီးရခိုင်ပြည်နယ်သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီဟာတန်တွဲမြို့နယ်နဲ့ငပလီမြို့ကိုကြက်တိုက်လေရင်၅စင်းဂျေစနစ်လေရင်တွေနဲ့အုပ်စုလိုက်ဘုံပတ်ကျဲနေတယ်လို့သိရပါတယ်လေရင်တွေဟာနေ့စဉ်နဲ့အမျှပြန်ဝဲနေပြီးပြည်သူတွေနေထိုင်ရနေရာတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာဖြစ်ပါတယ်တစ်ဖက်မှာလည်းကရင်ပြည်နယ်မြဝတီတောင်ဘက်ကဖလူးနဲ့မင်းလက်ပံကြီးရွာတွေကိုထိုးစစ်ဆင်ဖို့လာတဲ့အကြမ်းဖက်စစ်ရင်တန်းအစီး40နီးပါးဟာ KNLA ရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့်အထိနာပြီးဘာအံဘက်ကိုပြန်ဆုတ်ခွာသွားခဲ့ရပါတယ်ဒါဟာစစ်ကောင်စီတပ်တွေမြေပြင်မှာလုံးဝအကြီးမိတ်နေပြီဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုကြရှုံးနေတာကြောင့်ရန်ကုန်မြို့မှာလည်းရေအခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။လှော်ကားထအားခွဲယုံမှာမကြာခဏတက်အားပြတ်တောက်ပြီးမီးကြိုးတွေချို့ယွင်းနေတာကြောင့်ရေတွန်းဆက်တွေမမောင်းနိုင်ပဲမြို့နယ်အတော်များများမှာရေမလာတာရက်ချီနေပြီဖြစ်ပါတယ်။အတူအယောင်တမရမင်းအောင်လိုင်နဲ့တူးလူတွေကတော့ဇိမ်ခံနေကြပြီမဲ့ပြည်သူတွေကတော့တောက်ကြီးသုံးကြီးအတွက်တောင်ပူပန်နေရတဲ့ဘဝကိုရောက်နေပါပြီ။ဒါတွေမကပဲကုန်စည်နှုန်းတွေကလည်းအစမတန်တက်နေပါတယ်။ရန်ကုန်မှာကြက်ဥတစ်လုံးကို900ကျပ်အထိပေါက်ဈေးရှိနေပြီးအခြေခံလူဒန်းစားတွေဟာတနေ့ကြက်ဥတစ်လုံးတော့မစားနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတာချီလိတ်မြို့မှာတော့ထိုင်းနိုင်ငံမဲဆိုင်ဘက်ကနေလာပြီးတရားမဝင်နေထိုင်နေတဲ့ထိုင်းနိုင်ငံသားတွေကိုအရေးယူဖို့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအာဏာပိုင်တွေကပြင်ဆင်နေပါတယ်။ဒါဟာမကြသေးမီကမဲဆိုင်မှာမြန်မာကားသမားတရားဝန်းကျင်ကိုဖမ်းဆီးခဲ့တာကြောင့်လက်စားချီတဲ့အနေနဲ့လှုံ့ဆော်တာဖြစ်ပါတယ်။နှစ်ဖက်အာဏာပိုင်တွေညှိနှိုင်းနေပေမဲ့ပြည်သူတွေကတော့ထိုင်းဘက်ကဖိနှိပ်မှုတွေအပေါ်မကြည်နပ်ကြပဲစစ်ကောင်စီရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်နေကြပါတယ်။အခြားသတင်းတစ်ခုမှာတော့မန္တလေးတိုင်းပြင်ဦးတွေမှာရွှေဆိုင်ကိုဓမြတိုက်ပြီးဝန်တန်းတအုပ်ကိုတပ်ဖြတ်ခဲ့တဲ့အမျိုးသား၄ဦးနဲ့အမျိုးသမီးတအုပ်ကိုတရားရုံးကမတိမချင်းကြိုးကွင်းစွတ်တပ်ဖို့အမိန့်ချလိုက်ပါတယ်။ဒါဟာပြည်သွေးမှာတရားဥပဒေစိုးမိုးမှုကင်းမဲ့နေလို့ရာဇဝတ်မှုတွေပေါ်များလာတာကိုပြသနေတာဖြစ်ပါတယ်။ကရီနီပြည်နယ်ဖြူဆိုမှာလေနွားကြောင်းနေတဲ့လူငယ်2ဦးကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်ခဲ့လို့တဦးဒဏ်ရာရပြီးတဦးပျောက်ဆုံးနေစေဖြစ်ပါတယ်။ယခုနိုင်ငံတကာသတင်းများစီပွားကြပါစို့ခင်ဗျာ။ American သမ္မတ Donald Trump က FIFA ဥက္ကဋ္ဌ Gianni Infantino ကိုကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ်အဆိုပြုဖို့စဉ်းစားနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ Infantino ဟာ2026ကမ္ဘာဖလားပွဲအတွင်း Trump နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သူဖြစ်ပါတယ်။တစ်ဖက်မှာလည်း American အစိုးရဟာနိုင်ငံခြားကျောင်းသားတွေရဲ့ဗီဇာကိုတင်းကျပ်မဲ့ဥပဒေသစ်ကိုအတည်ပြုလိုက်ပါတယ်။ဒီဥပဒေအရကျောင်းသားတွေဟာ4နှစ်ထက်ပိုနေထိုင်ခွင့်ရတော့မှာမဟုတ်ပဲမြန်မာကျောင်းသားတွေအတွက်လည်းအခက်အခဲတွေရှိလာနိုင်ပါတယ်
အရှိလေပိုင်းမှာတော့တင်းမာမှုတွေပုံမပြင်းထန်လာနေပါတယ်အမေရိကန်ကအီရန်ကို12ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့လို့လူသေဆုံးမှုတွေရှိခဲ့တယ်လို့အီရန်ဘက်ကလည်းဘာရိန်းနဲ့ကိုဝိတ်မှာရှိတဲ့အမေရိကန်စခန်းတွေကိုဒုံးကျည်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်အမေရိကန်နဲ့ဆော်ဒီအာရေဗျတို့ဟာလည်းအရက်ပတ်သုံးနျူကလ িয়ার ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်ဒါဟာအီရန်ကိုတုံ့ပြန်ဖို့အတွက်ဆော်ဒီကိုနျူကလ িয়ার နည်းပညာပေးလိုက်တာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်အိန္ဒိယနိုင်ငံအာတန်ပြည်နယ်မှာတော့မိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေလံဖြစ်ပြီးလူ26ဦးသေဆုံးခဲ့ရပါတယ်။မက္ကဆီကိုမှာလည်းအစိုးရကိုဝေဖန်တဲ့သတင်းထောက်2ဦးတပ်ဖြတ်ခံခဲ့ရပြီးဒါဟာဇွန်လကစပြီး4ဦးမြောက်သတင်းထောက်အသက်ခံရတာဖြစ်ပါတယ်။အာဂျင်တီးနားမှာလည်းနှင်းမုန်တိုင်းကြောင့်ကုန်ကား600ကျော်တောင်ကြားလမ်းမှာပိတ်မိနေပြီးအေးဒဏ်ကြောင့်အခက်အခဲဖြစ်နေကြပါတယ်။ဒီနေ့2026ခုနှစ်ဇွန်လ23ရက်နေ့အတွက်သတင်းတွေကိုအကျဉ်းချုပ်ရရင်တော့အကြမ်းဖက်စစ်ကောင်စီဟာပြည်သူသူရဲကောင်းတွေကိုတပ်ဖြတ်ခဲ့တဲ့အမဲဆက်ကြီးနဲ့အတူမြေပြင်မှာလည်းပြည်သူတွေကိုဆက်လက်တပ်ဖြတ်နေပါတယ်။တစ်ဖက်မှာလည်းတော်လှန်ရေးအင်အားစုတွေကအောင်ပွဲတွေဆက်တိုက်ရရှိနေပြီးစစ်ကောင်စီတပ်တွေဟာတဖြည်းဖြည်းဆုတ်ခွာနေရပါတယ်။မိဘပြည်သူများခင်ဗျာကိုပြည်သူကိုကြိုးပေးတပ်ဖြတ်ခဲ့တဲ့ဒီအကြမ်းဖက်စစ်တပ်ဟာအခုထိလည်းပြည်သူတွေကိုလေရင်နဲ့ဘုံကျဲတပ်ဖြတ်နေစေဖြစ်ပါတယ်။ပြည်သူတွေကြုံတွေ့နေရတဲ့ရေးအခက်ခဲစားဝတ်နေရေးအခက်ခဲတွေကိုဘလို့နည်းနဲ့ကြော်ဖြတ်ကြမလဲ။ကိုကြည်မီတို့လိုတရေကောင်းတွေခြံထားခဲ့တဲ့စိတ်တက်ကိုဘလို့ဆက်လက်ပေးဆောင်ကြမလဲဆိုတာကောမန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးကျွန်တော်တို့ရဲ့သတင်းတွေကိုကြိုက်နှစ်သက်ရင် like နဲ့ subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်အမေစုတော်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးလွတ်မြောက်ကြပါစေအားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေခင်ဗျာစစ်အာဏာရှင်ဟောင်းနေဝင်းဤမြေများဖြစ်ပြီးအေးနေဝင်းကျော်နေဝင်းနဲ့ဇွဲနေဝင်းတို့သည်စီးပွားရေးလုပ်ငန်းအများပြလုပ်ကိုင်နေပေါ်လေနိုင်ငံတော်တို့ပေးဆောင်ရမည့်အခွန်ငွေကျပ်သိန်းပေါင်း19000ထပ်မနစ်ကိုပေးဆောင်ရန်ပြက်ကွက်ထားကြောင်းအဆိုပါဖြစ်စဉ်ကိုသိရှိထားသည့်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်အာဏာရှင်ဟောင်းနေဝင်း၏မြည်များလုပ်ကိုင်နေသောစီးပွားရေးလုပ်ငန်းများစွာအနက်မှကျော်နေဝင်းနှင့်ဇွဲနေဝင်းတို့ပိုင်ဆိုင်သည့် Omni Focus ကုမ္ပဏီက YBS 20 YBS 56နှင့် YBS 82အပါအဝင်YBS ရင်လိုင်းများကိုလုတ်ကင်လျက်ရှိသည့်အပြင်နိုင်ငံတော်သို့ပေးဆောင်ရမည့်အခွင့်အရေးကျပ်သိန်းပေါင်း19000ထပ်မင်းကိုပေးဆောင်ရန်ပြက်ကွက်ခဲ့သဖြင့်နိုင်ငံတော်ဗဏ္ဍာငွေထိခိုက်နစ်နာစေခဲ့ကြောင်းသိရှိရသည် NLD အစိုးရလက်ထက်မှစတင်ခဲ့သော Omni Focus ပိုင်း YBS ရင်လိုင်းများမှာ2020ပြည့်နှစ်မှစတင်၍ရင်လိုင်းစဉ်တက်တန်းထပ်တိုးထားခြင်းမရှိဘဲ4နှစ်ကျော်ကြာဆက်လက်ပြီးဆွေးနေကြောင်းရင်းကာလအတွင်း Omni Focus ပိုင်း YBS 82ရင်လိုင်းက2024ခုနှစ်မတ်လအတွင်းမြို့တော်စီပင်သားယာရေးကော်မတီနှင့်ရစစ်ဌာနတို့၏ပိုင်ဆိုင်မှုများကိုကျပ်သိန်း260ကျော်ဖို့ပျက်စီးဆုံးရှုံးစေခဲ့တော်လဲယနေ့အထိလော်ကြီးပိတ်ဆောင်ခြင်းမရှိသေးကြောင်းသတင်းရင်းမြစ်တာဆိုသည်ဖို့အပြင်ရန်ကုန်တိုင်းဒေသကြီးပယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် YRTA ကတတ်မှတ်ထားသည့် CCTV နှင့် GPS စနစ်များတပ်ဆင်ထားခြင်းမရှိဘဲရေများကိုဆက်လက်ပြေးဆွဲနေကြောင်းCNG တန်းငွေအသုံးပြုခွင့်လိုင်းစင်မရှိဘဲဆက်လက်အသုံးပြုနေကြောင်းသိရှိရသည်ထို့အတူကျော်နေဝင်းနှင့်ဇွဲနေဝင်းတို့၏ Omni Focus ကုမ္ပဏီသည်အီယာဝတီဘဏ်မှ YBS ရင်လိုင်းလုပ်ငန်းအတွက်ချေးယူထားပြီးငွေကြေးများကိုလည်းပြန်လည်ပေးဆက်ခြင်းမရှိသေးကြောင်းသိရသည် Omni Focus ကုမ္ပဏီကအီယာတုံညာတီဘဏ်မှပေးဆက်ရန်ကြံရှိသည့်မူလချေးငွေမှာ54ဘီလီယံ81ခရီ9တန်း2သိန်းကျပ်သိန်းပေါင်း9400ကျော်ဖြစ်ပြီးအတိုးငွေမှာ22ဘီလီယံ2ကတိတတန်း6တိုင်း38699ကျပ်ထပ်သမ31ကျပ်သိန်းပေါင်း2200ကျော်ဖြစ်ကစုစုပေါင်းပေးဆက်ရန်ကြံရှိသည့်ငွေပမာဏမှာကျပ်သိန်းပေါင်း9600ကျော်အထိရှိနေကြောင်းသိရသည်အာနာရှင်ဟောင်းနေဝင်းမြေးများ၏အခွင့်မဆောင်မှုတရားရုံးအမိန့်အရငွေကြေးပြန်လည်ပေးဆက်ရန်အမိန့်ကိုမလိုက်နာမှုဥပဒေမဲ့လိုင်းကားပြေးဆွဲလုပ်ငန်းလုပ်ကင်မှုများနှင့်ပတ်သက်၍စစ်တပ်ခေါင်းဆောင်များထံသို့တရားဝင်တိုင်ကြားတော်လေတစုံတရာအရေးယူမှုမရှိကြောင်းသိရှိရပြီ။ပဲခူးတိုင်းတောင်ကူအကျဉ်းထောင်မှအမျိုးသားနိုင်ငံရေးအကျဉ်းသား100ဦးအပါအဝင်အကျဉ်းသားစုစုပေါင်း600ခန့်ကိုတာယာဝတီအကျဉ်းထောင်သို့ရုတ်တရက်ပြောင်းရွှေ့လိုက်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှဦးဆောင်ကော်မတီဝင်မက်ရောင်နီလင်းကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။ယနေ့ဇူလိုင်လ23ရက်နနက်အစောပိုင်း9:30မိနစ်ခန့်ကတောင်ကူအကျဉ်းထောင်အာဏာပိုင်များကထောင်ပြောင်းရွှေ့ခံရမည့်သူများ၏အမည်စရင်းကိုခေါ်ယူကာခြေချင်းများခတ်၍အမျိုးသားနိုင်ငံရေးအကျဉ်းသား100ဦးနှင့်အခြားအကျဉ်းသား900ခန့်ကို12ဘိန်မော်တော်ယာဉ်9စီးဖြင့်တာယာဝတီအကျဉ်းထောင်သို့ရုတ်တရက်ပြောင်းရွှေ့လိုက်ကြောင်းသိရသည်
တောင်ဟူထောင်မှာအကျဉ်းသားဥယေများပြားပြီးနေရမလုံလောက်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တာယာဝတီထောင်ကိုပို့လိုက်တာမနေ့ကပြောင်းမဲ့အကျဉ်းသားစီးရင်တွေကောက်တဲ့အဲ့ဒီစီးရင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေကဥပါတယ်လို့သတင်းသိရတယ်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ဘင်ဥဆောင်ကော်မတီဝင်မယောင်နေလင်းကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည့်တာယာဝတီအကျဉ်းထောင်သို့ပြောင်းရွှေ့ခံရခြင်းကြောင့်နိုင်ငံရေးအကျဉ်းသားများအတွက်နေထိုင်ရေးစားတောက်ရေးနှင့်မိသားစုများနှင့်တွသစ္စုံခွင့်ရရှိရေးတို့အတွက်စိုးရိမ်မှုများရှိနေကြောင်းအင်းကဆိုသည့်တချို့နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များအနေဖြင့်ခီးစည်းအခက်အခဲများကြောင့်ထောင်ဝင်စာလာရောက်တွေ့ဆုံရန်ပုံမခက်ခဲလာနိုင်သလိုအိမ်မထောင်ဝင်စာမပို့နိုင်သည့်နိုင်ငံရေးအကျဉ်းသားများမှလည်းစားဝတ်နေရေးပုံမခက်ခဲလာနိုင်ကြောင်းသူမကပြောသည်ဝန်ထမ်းတွေကနေတဆင့်ဆက်သွယ်ရမှာဖြစ်တဲ့အတွက်ငွေကုန်ကြေးကြလည်းများနိုင်တယ်ပါသွားတဲ့အဝတ်စားစောင်ကလည်းနည်းတဲ့အတွက်မိုးတွင်းကာလမှာအဝတ်စားလဲလှယ်ဝတ်ဆင်ရမှာဖြစ်တယ်တာယာဝတီအကျဉ်းထောင်ကအဝတ်စားမပေးခဲ့ဘူးဆိုရင်မိုးတွင်းဖြစ်လို့သူတို့အတွက်အခက်အခဲရှိနိုင်ပါတယ်ဟုမယောင်နေရင်းကပြောကြသည်ထို့သောပြောင်းရွှေ့ရန်တရက်တာအမည်စင်းနှင့်ခေါ်ယူကအတိပေးခဲ့ခြင်းဖြစ်ပြီးထောင်ပြောင်းရွှေ့ရာတွင်လည်းအကျဉ်းသားတအိုးလင်စောင်းသုံးတယ်နှင့်အဝတ်စားတစ်စုံသာတည်ဆောင်ဝင်ပြုခဲ့ကြောင်းကြံရှိပြီးကိုပိုင်ပစ္စည်းများနှင့်ထောင်ဝင်စာပစ္စည်းများကိုမူထောင်အာဏာပိုင်များကတင်စီလိုက်ကြောင်းသိရသည်အကျဉ်းတော်များအတွင်းအကျဉ်းသားများကိုခြေချင်းခတ်ခြင်းကိုပိုင်ပစ္စည်းများတင်စီခြင်းနှင့်နနက်အစောပိုင်းအချိန်များတွင်ရုတ်တရက်ထောင်ပြောင်းရွှေ့ခြင်းများသည်အကျဉ်းသားများအပေါ်ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုများကိုစနစ်တကျပြုလုပ်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြထားသည်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM အနေဖြင့်ယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများနဲ့အခြားအကျဉ်းသားများအပေါ်လူအခွင့်အရေးချိုးဖောက်ဖိနှိပ်နေမှုများကိုဆက်လက်စောင့်ကြည့်ကာဖော်ထုတ်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်တပ်ပုံ2020ခုနှစ်အတွင်းအင်းစိန်ထောင်မှအကျဉ်းသားများကိုတာယာတုံညတီထောင်သို့လွှဲပြောင်းပို့ဆောင်စဉ်ပုံအဟောင်းဖြစ်ပါသည်2006ကနေ2010အထိနဲ့2014ကနေ2018အထိနှစ်ကြိမ်တိုင်တာဝန်ထမ်းဆောင်ခဲ့တဲ့ချီလီနိုင်ငံကပထမဆုံးအမျိုးသမီးသမ္မတအဖြစ်တမိုင်းမှတ်တမ်းဝင်ခဲ့တဲ့မီရှယ်ဘာချီလက်ဟာပထမဆုံးအမျိုးသမီးကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်လာဖို့ကြိုးပမ်းနေပါတယ်။သူဟာကလေးအထူးကုဆရာဝန်နဲ့ခွဲစိတ်ဆရာဝန်အဖြစ်လေ့ကျင့်သင်ကြားခဲ့ပြီးပြည်သူ့ကျန်းမာရေးကိုအထူးပြုရင်းနောက်ပိုင်းမှာချီလီနိုင်ငံရဲ့အမျိုးသားနိုင်ငံရေးနဲ့မဟာဗျူဟာလေ့လာရေးအကယ်ဒမီအမေရိကန်ပြည်ထောင်စုကအင်တာအမေရိကန်ကာကွယ်ရေးကောလိပ်တို့မှာစစ်ရေးဗျူဟာကိုလေ့လာခဲ့ပါတယ်။2011ခုနှစ်မှာတော့ကမ္ဘာတဝန်းကအမျိုးသမီးတွေနဲ့မိန်းကလေးတွေရဲ့အခွင့်အရေးတွေကိုမြင့်တင်ဖို့ရည်ရွယ်တဲ့ကုလသမဂ္ဂအမျိုးသမီးများအစီအစဉ်ရဲ့ပထမဆုံးညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ခံရပြီးသူ့ရဲ့နိုင်ငံတကာအလုပ်အကိုင်ကအခြေပြလာခဲ့ပါတယ်။သူဟာ2018ကနေ2022အထိကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးကမ္ဘာအရေးကြီးဆုံးပထဝီနိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုတချို့ကိုရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။2026ခုနှစ်ဖေဖော်ဝါရီလမှာတော့ချီလီသမ္မတဂါဘရီယယ်ဘော်ရစ်ကဘာချီလက်ကိုကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ဖို့တရားဝင်ကြီးညာခဲ့ပါတယ်။အဲ့ဒီရာထူးအတွက်ချီလီနိုင်ငံအပြင်ဒေသတွင်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ဘရာဇီးနဲ့မက္ကဆီကိုနိုင်ငံတို့ကပါထောက်ခံခဲ့ကြတာပါ။2029ခုနှစ်မှာစာမေ9နှစ်တတန်းအတွက်ကုလသမဂ္ဂကိုဘယ်သူဦးဆောင်မလဲဆိုတာဆုံးဖြတ်မေးပြီးမှုမတိုင်မီသူ့ကိုအားကောင်းတဲ့ပြိုင်ဘက်တစ်ယောက်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့သမ္မတဟိုဇေအန်တိုနီယိုကက်စ်ကျန်းသစ္စာကျိန်ဆိုပြီးတဲ့နောက်တလခွဲလောက်အကြာမှာချီလီနိုင်ငံကဘာချီလက်ရဲ့ယာဒူးအတွက်ထောက်ခံမှုကိုရုပ်သိမ်းတော်မယ်လို့ကြေညာခဲ့ပါတယ်။ကက်စ်ဟာဘာချီလက်ရဲ့သမ္မတတပ်တန်းကိုလည်းအကြိမ်ကြိမ်ဝေဖန်ခဲ့ပါတယ်။ရှစ်လကျော်ကြာတဲ့အထိဖလူးမင်းလက်ပံကျေးရွာကိုထိုးဖောက်ဖို့ကြိုးစားနေတဲ့စစ်တပ်စစ်ကြောင်းတွေကိုအင်အားဖြည့်တင်းဖို့ရောက်ရှိနေတဲ့တပ်ဖွဲ့ဝင်တွေစစ်ရင်တန်းအစီး40ကျော်နဲ့အတူဘားအံမြို့ကိုပြန်လည်ထွက်ခွာသွားတယ်လို့ကရင်စစ်ရေးလေးလာသူတွေနဲ့မြဝတီမြို့ခံတွေကပြောပါတယ်ပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလ25ရက်ကစပြီးရှစ်လကျော်ကြာစစ်အာဏာရှင်စစ်ကြောင်းတွေဟာဝေဟင်နဲ့မြေပြင်ပြစ်ကူရယူပြီးတမ22တမ44တမ55ကစစ်မှုထမ်းတပ်သားတစ်တွေကိုအင်အားဖြည့်ပြီးကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ဝေါ်လီလမ်းပိုင်းနဲ့တပ်စခန်းတွေကိုပြန်လည်ရယူဖို့နဲ့ဝေါ်လီဖြူဟာမကြရေးထိုးစစ်ဆင်နေတာပါဒါအပြင်စစ်တပ်ဘက်ကတိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA ဗိုလ်ပြီးအဖွဲ့နေချားဆောင်တပ် BGF အကူအညီနဲ့ထိုးစစ်ဆင်နေတာပါဒါပေမဲ့ဇူလိုင်လ21ရက်ကခလာယာ285တပ်ရင်ကတဆင့်အင်အားဖြည့်တင်ဖို့ရောက်ရှိနေတဲ့တပ်ဖွဲ့ဝင်တွေဟာလက်နက်ခဲယမ်းလောင်စာစီတင်ထားတဲ့စစ်ရင်တန်းအစီး40ကျော်နဲ့ဘားအံမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ကရင်စစ်ရေးလေးလာသူတယောက်ကမနက်ပိုင်း8:30မိနစ်ကနေစပြီးအခု2နာရီလောက်အချိန်ထိမြဝတီဘက်ကနေစစ်ကားကြီးငယ်ပြန်ဆင်းလာတာအစီး40ကျော်လောက်ရှိတယ်။စစ်သားတွေလည်းပါတယ်ပြီးတော့စီတိုင်ကီပေပါပါတယ်ဘားအံဘက်ကိုလည်းပြန်ဆင်းသွားတာတွေ့မြင်နေရတယ်
မြေပြင်မှာဒီအနေထားကိုကြည့်မယ်ဆိုရင်တော့ညောင်ဝတီတောင်ပိုင်းစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့စကမဘက်ကလက်လျှော့လိုက်ပြီလားလက်လျှော့လိုက်ပြီးမှလီရင်နဲ့ပဲကူတော့မယ်လီရင်နဲ့ပဲပြစ်တော်မယ်လေချောင်းကနေကူလို့မရဘူးဆိုလို့ရှိရင်လေဝိုးလီဖြူဟာကြချိန်ကြပစီဆိုပြီးပုံစံမျိုးလားဆိုတာကတော့ကျွန်တော်တို့လက်ရှိဒီနေ့မှာဆိုရင်မျက်မြင်ကိုယ်တွေ့နေရတယ်လို့ပြောပါတယ်ဖလူးမင်းလက်ပံကျေးရွာကိုထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားနေတဲ့စစ်တပ်စစ်ကြောင်းတွေနဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်ပြီးစစ်တပ်စစ်ကြောင်းတွေအထိနာတက်လန်ကအကြိမ်ကြိမ်တက်ဆုပ်ခဲ့ရပါတယ်။ဒါကြောင့်စစ်တပ်ဘက်ကဝေဟင်းမြေပြင်ဖြစ်ကိုအလွန်ကျွံသုံးပြီးထိုးစစ်ဆင်နေရပါတယ်။လက်ရှိမှာစစ်တပ်ဘက်ကအင်အားဖြည့်တင်းဖို့ရောက်ရှိနေတဲ့တပ်ဖွဲ့ဝင်တွေပြန်လည်ဆုတ်ခွာသွားတာဟာဖလူးမင်းလက်ပံထက်အရေးကြီးတဲ့နေရာမှာဆုံးရှုံးဖို့အင်အားတွေပြန်ဆုတ်တာဖြစ်နိုင်တယ်လို့မြို့ခံတွေကပြောပါတယ်။မြို့ခံတယောက်က21ရက်နေ့မနက်တုန်းကကားတွေကခလာရ285တဲကနေထွက်သွားတာတွေ့တယ်။ထွက်သွားတာကတော့ဘာရီတဲသွားပြီဘာရီပါသွားတယ်တော့အမိုးတွေပိတ်ပြီးထွက်သွားတယ်။လမ်းမှာဖြတ်သွားတာ။သူတို့တွေကအချိန်လဲပြင်းတယ်မောင်းတာလေ။အချိန်လဲပြင်းတော့ဝင်အလေးတွေပါပုံမရဘူး။လက်ရှိကျွန်တော်မြင်တာကဒီဖလူးမင်းလက်ပံထက်ကိုအရေးကြီးတဲ့နေရာပုံအိုးပြီးတိုက်ရမယ့်နေရာတစ်ခုပေါ်သွားလို့ဖြစ်နိုင်တယ်။ဖလူးမင်းလက်ပံဆိုတာကသူတို့သွားပြီးတော့ခြေကုပ်ရယူဖို့တွားပြန်ကြိုးစားပြီးပြန်သိမ်းတာခြေကုပ်ရယူဖို့တွားသိမ်းတာထက်ကိုလက်ရှိနေတဲ့နေရာမဆုံးရှုံးဖို့ကိုပြန်ဆုပ်ပြီးပြန်ကာကွယ်ရမယ့်အနေအထားရယူဖို့အင်အားတွေပြန်ဆုပ်မှာပဲဦးစားပေးတွားရတဲ့အနေအထားမျိုးတစ်ခုသုံးသပ်လို့ရတယ်လို့ပြောပါတယ်ပြီးခဲ့တဲ့ဇူလိုင်ဒုတိယပတ်က8လကျော်ကြာတဲ့အထိထိုးဖောက်လို့မရတဲ့မြဝတီတောင်ဘက်လီကီကော်မြို့တင်ဒီကရေကုန်းစခန်းကိုစစ်တပ်ဘက်ကဝေဟင်းမြေပြင်ပစ်ကူအလွန်အကျွံသုံးပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်ကရင်အမျိုးသားအလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေယာယီခွာစစ်ဆင်ပြီးခဲ့ရပါတယ်ဒါပေမဲ့ရဲကုန်းစခန်းကိုအင်အားဖြည့်တင်းဖို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းမှုအပါအဝင်အယောက်20ထက်မနည်းတိတ်ဆုံးပြီး၄ယောက်အရှင်ဖမ်းဆီးခံခဲ့ရပါတယ်